အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကိုရီးယားနိုင်ငံကိုတမိုင်းစာအုပ်တွေဇက်လန်တွေထဲမှာမဟုတ်ပဲမျက်စိရှိမှာတကယ်လို့မျက်ဝါထင်ထင်မြင်တွေ့ရပြီးရှေးရာစုနှစ်တစ်ခုကိုပြန်လည်ရောက်ရှိသွားတယ်လို့ခံစားရမယ်ပြတိုက်တစ်ခုကိုတွားရောက်လည်ပတ်မှာပဲဖြစ်ပါတယ်ဗီဒီယိုမစခင်မှာကျွန်တော် channel လေးကို subscribe လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ဒီ Lotte World Folk Museum ဆိုရင်တော့ကိုရီးယားနိုင်ငံဆိုးမြို့Lotte World Complex အတွင်းမှာတည်ရှိပါတယ်။ဒီ museum မှာဆိုရင်တော့ကိုရီးယားနိုင်ငံရဲ့လွန်ခဲ့တော့နှစ်ပေါင်း9000အတွင်းမှာလူနေမှုယဉ်ကျေးမှုနဲ့အမှုပညာတွေကိုတမိုင်းကာလအလိုက်ပုံစံငယ်များ miniature village များကိုစိတ်ဝင်စားဖွယ်ပြသထားတဲ့နေရာလည်းဖြစ်ပါတယ်။ခရစ်တော်မပေါ်မီ BC 20ရာစုကနေ15ရာစုအတွင်းမှာကိုရီးယားကျွန်းဆွယ်တစ်လျှောက်မှာခြေခေတ်ယဉ်ကျေးမှုတွေထွန်းကားလာခဲ့ပါတယ်။ခြေခေတ်အတွင်းမှာလေယာစိုက်ပျိုးလုပ်ငန်းတွေတိုးတက်လာခဲ့တာကြောင့်ဒီနေ့အထွက်တုံးတိုးလာပြီးတော့လူနေမှုစံတန်းတွေလည်းမြင့်မားလာခဲ့ပါတယ်။ဒီခြေခေတ်ယဉ်ကျေးမှုကိုအခြေခံပြီးကိုရီးယားရဲ့ပထမအဦးဆုံးနိုင်ငံဂိုဂျိုဆောင်ပေါ်ပေါက်လာခဲ့ပါတယ်။ဒီຢာကတော့ဘန်ဂူဒေးပက်ထရိုဂရို့လို့ခေါ်တဲ့ဘန်ဂူဒေးကျောက်ပကြီးပဲဖြစ်ပါတယ်။ကိုရီးယားရဲ့အရင်ခေတ်အမှုပညာတွေထဲမှာအလွန်တန်ဖိုးကြီးပြီးတော့လွန်ခဲ့တော့နှစ်ပေါင်း3500ကနေ9000ကြားမှာရေးထိုးခဲ့တယ်လို့လည်းခန့်မှန်းရပါတယ်။ဒီကျောက်ပကြီးတွေကအရင်ခေတ်ကလူသားတွေဝေလငါနဲ့အခြားသောတတဝါတွေဘယ်လိုအသက်ရှင်နေထိုင်ခဲ့ကြလဲဆိုတာကိုအသေးစိတ်ဖော်ပြထားတဲ့တက်တွေ့တွေကတစ်ခုလည်းဖြစ်ပါတယ်။ဒီပြတိုက်ရဲ့အဓိက highlight ကတော့ miniature village ပဲဖြစ်ပါတယ်။လူရုပ်ပေါင်း2000ကျော်ကိုအသုံးပြုထားပြီးတော့အလွန်ကိုအသေးစိတ်လာပါတယ်။ကိုရီးယားရဲ့အရင်ခေတ်ယူရတရွာကိုအပြင်မှာအတိုင်းတပုံစံနဲ့ပြန်လည်တည်ဆောက်ထားပြီးလူနေမှုဘဝတစ်ခုလုံးကိုဒီနေရာမှာမြင်ရမှာဖြစ်ပါတယ်ဒီမြူဇီယံမှာတော့ကိုရီးယားရိုးရာအိမ်တွေရိုးရာအဝတ်အစားတွေနဲ့ဒေသခံလူမျိုးတွေလေယာလုပ်ငန်းတွေကိုပုံစံငယ် mini toy အနေနဲ့ပြသပေးထားပါတယ်လေလုတ်သမားတွေဈေးရောင်းနေတဲ့လူတွေနဲ့ကလေးတွေကစားနေတဲ့ပုံရိပ်တွေကိုပုံဖော်ထားတာကအရန်ကိုအသက်ဝင်လာပါတယ်ကိုရီးယားမှာပွဲတော်ဆိုတာကပျော်ပွဲရှင်ပွဲတစ်သက်မဟုတ်ပဲနဲ့မျိုးဆက်တစ်ဆက်ကနေတစ်ဆက်စီတို့ယဉ်ကျေးမှုနဲ့တန်ဖိုးတွေကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့လက်ဆင့်ကမ်းတဲ့အရာလည်းဖြစ်ပါတယ်ဒီအပိုင်းမှာတော့လေလုံငန်းနဲ့ပတ်သက်တဲ့ပွဲတော်တွေနှစ်တစ်ကိုကြိုဆိုတဲ့ပွဲတော်တွေအပြင်မင်္ဂလာအခမ်းအနားတွေကိုအရင်ခေတ်ကိုရီးယားလူမျိုးတွေဘယ်လိုကျင်းပခဲ့ကြတယ်လဲဆိုတာကိုပုံစံအစစ်အတိုင်းအသေးစိတ်ပြသထားတာကိုတွေ့နိုင်ပါတယ်အရင်ခေတ်ကိုရီးယားမှာကလေးတွေဟာဒီနေ့ခေတ်လိုဖုန်းတွေတက်ဘလက်တွေမရှိကြပါဘူးသူတို့ရဲ့ကလေးဘွားကတဘာဝနဲ့နီးနီးကက်ကက်ရိုးရိုးရှင်းရှင်းကစားရင်တနေ့တနေ့ကြီးပြင်းလာခဲ့ကြတာပဲဖြစ်ပါတယ်ဒီအပိုင်းကိုကြည့်ရင်ကလေးဘွားဆိုတာပစ္စည်းပေါ်များမှုမဟုတ်ပဲနဲ့ရိုးရွှင်မှုတွေကပဲအမှန်တကယ်တန်ဖိုးကိုရနိုင်တယ်ဆိုတာကိုသဘောပေါက်လာစေပါတယ်
ပြတိုက်ကိုလဲပတ်ရင်လည်းကျွန်တော်နားလဲလာတာကကိုရီးယားနိုင်ငံရဲ့တိုးတက်မှုတွေဟာဉာဏ်ပညာတစ်ခုတည်းကြောင့်မဟုတ်ပဲနဲ့အတိတ်ကိုမမေ့ပဲနဲ့သူတို့ရဲ့ယဉ်ကျေးမှုတွေကိုဆက်လက်ထိန်းသိမ်းနိုင်တာကဒီနိုင်ငံကိုအားကောင်းတည်ဆောက်ပေးနေတဲ့အဓိကအင်အားတစ်ခုဖြစ်တယ်ဆိုတာပါပဲဒီ Lotte-World Folk Museum မှာဆိုရင်တော့ကျွန်တော်လေပတ်ဖူးတဲ့ပြတိုက်တွေထဲမှာတော့အကြိုက်ဆုံး museum တွေကတစ်ခုဖြစ်ပါတယ်ဒီပြတိုက်ကကိုရီးယားကိုနည်းနားလဲချင်လူတွေအတွက်အချိန်ပေးရကြိုးနဲ့တဲ့အလွန်တန်ဖိုးရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒါရောက်လည်းပဲမယ်ဧည့်သည်များအနေနဲ့မြားပစ်ခိန်လို့ကိုရီးယားရိုးရဖုတ်ခိန်လို့ကိုရီးယားရိုးရကစားနည်းများကိုလည်းကိုယ်တိုင်ကစားနိုင်ပြီးရိုးရလက်မှုပညာများပြုလုပ်နေတဲ့ workshop များကိုလည်းကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။ဒီပြတိုက်က Lotte-World Complex အတွင်းမှာပဲတည်ရှိတဲ့အတွက်ကြောင့်မလို့အပန်းဖြည့်ရှင် shopping ထွက်ရှင်နဲ့ယဉ်ကျေးမှုတွေကိုတနေရာထဲမှာလေ့လာနိုင်မယ့်နေရာလည်းဖြစ်ပါတယ်။ကျွန်တော်တို့လိုရှင်းအောင်တမိုင်းကြောင်းနဲ့လူယဉ်ကျေးမှုအပြောင်းအလဲတွေကိုစိတ်ဝင်စားတဲ့လူတွေအတွက်တော့တကယ်ကိုလေပတ်တဲ့နေရာလေးတစ်ခုဖြစ်ကြအောင်တင်ဆက်ရင်းနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုတော့ဒီမှာပဲရပ်နာလိုက်ရပါတယ်ကြည့်ရှုပေးတဲ့တယောက်ရှင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေနဲ့အတူကျွန်တော်ပြန်လာခဲ့ပါမယ်